anime review မစခင်မှာခင်ဗျားတို့ကျွန်တော်တခုမေးစရာရှိတယ်။အကယ်လို့ခင်ဗျားကသာယောက်ျားရေးမကြီးကနေနေချင်းညချင်းလိုဒီကလေးမလေးတယောက်ဖီနှုတ်ထလာခဲ့မယ်ဆိုရင်ခင်ဗျားအရင်ဆုံးဘာလုပ်မှာလဲ။စဉ်းစားဖို့အချိန်3စက္ကန့်ပေးမယ်။ဒီနေ့ပြောတော့မယ့် anime ကတော့2023ကထွက်ခဲ့တဲ့အကောင်းဆုံးလိုဒီ anime တစ်ခုလို့ပြောလို့ရတဲ့အကောင်းဆုံးလိုဒီ anime တော့မဟုတ်ဘူးကျွန်တော်ကြိုက် Onimai I'm now your sister ပဲဖြစ်ပါတယ်ဒီ anime ကကျွန်တော်ကြည့်ပြီးသမျှလိုဒီ anime ထဲမှာအကောင်းဆုံး healing vibe ကိုပေးတဲ့ anime တစ်ခုပေါ့ဘာလို့လဲဆိုတော့ဒီ anime မှာပါတဲ့ animation နဲ့ art style အနေနဲ့ပြီးရင်သူ့ရဲ့ color တွေကတော်တော်လေးကို cute ဖြစ်တဲ့ vibe ကိုလည်းရတယ်လို့ဒီဘက်မှာလည်းအရန်ကိုစိတ်သက်သာရောက်စိတ်သက်သာစိတ်ဒါဆိုရင်ဇလန်းကြောင်းပြောကြရအောင်ဇလန်းအစမှာတော့ကျွန်တော်တို့ရဲ့ main character လေးအေးရနဲ့နိုးလာတာကိုစတင်တွေ့ရတာပေါ့။ဘာလို့ဝေတာယောက်ျားကြီးနော်။သူ့ရဲ့နာမည်ကတော့မာဟီရိုအိုယာမာလို့ခေါ်ပြီးဒီဇလန်းရဲ့အဓိက main character ပေါ့။သူဒီလို main character ကိုဖြစ်သွားတဲ့အကြောင်းရင်းကသူ့ရဲ့ညီမကြောင့်ပေါ့။သူ့ရဲ့ညီမဖြစ်သူကတော့မီဟာရီအိုယာမာဖြစ်ပြီးတော့ scientist တူပေါ့။ anime ရဲ့ blog ကတော့ရှင်းနေပါပဲ။မာဟီရိုကအိန္ဒိယအိုတာကိုယောက်ျားလေးဘဝကနေ main ကလေးဘဝဖြစ်ပြောင်းသွားပြီးတော့ဘယ်လိုမျိုးတလို့နေဖြစ်မလဲဆိုတော့ကြည့်ရတဲ့ anime မျိုးကာရီဒါရဲ့အနေနဲ့ကတော့မာဟီရိုအိုယာမာသူကတော့အဓိက main character ပေါ့ပြီးရင်သူ့ရဲ့ညီမဖြစ်သူမီဟာရီအိုယာမာခုနပြောတဲ့အတိုင်းယူအနေနဲ့တိတ်ပိမြရှင်တူပေါ့နောက်တစ်ယောက်ကတော့မီဟာရီရဲ့တကယ်ချင်းခိုင်ဒိုဟိုဆူကီရှင်းပြောရင်ဒီတစ်ယောက်ကဒီထဲမှာအကြီးဆုံးတစ်ယောက်ပေါ့ကျန်တဲ့ character တွေကတော့မာဟီရိုရဲ့တကယ်ချင်းတွေဖြစ်တဲ့မိုမူချီဟိုဆူကီပြီးရင်အာဆာကီအိုကာပြီးရင်မီယိုမူရိုဆာကီanime ရဲ့ genre က comedy နဲ့ style of life ကိုအဓိကသွားတဲ့ anime ဖြစ်တဲ့အတွက်တချို့ action ကြိုက်တဲ့သူတွေ mystery type ကြိုက်တဲ့သူတွေအတွက်ကတော့ဒါကြီးရတယ်နည်းပြင်းစရာကောင်းမှာပေါ့ဗျာအတူခြုံပြောရမယ်ဆိုရင်ခင်ဗျားကလိုလီ anime ကြိုက်တဲ့သူ style of life တို့ comedy တို့ကြိုက်တဲ့သူ color တွေ vibe တွေသူ့ရဲ့ animation နဲ့ art style တွေအကုန်လုံးကချေဦးဖြစ်ပြီးတော့ cute ဖြစ်တဲ့ vibe ကိုခြိုက်တဲ့သူတွေဆိုရင်တော့ဒီ anime ကိုကြည့်သင့်ပါတယ်။ပြောမလို့ပါလေကွာဗာလေကျွန်တော်ဒီလိုလိုလီ anime ကြည့်လို့ကျွန်တော်လိုလီကိုတော့မထင်ပါကျွန်တော်လိုလီကိုမဟုတ်ပါဘူးလောမဟုတ်ပါဘူးထားပါဟုတ်တယ်လို့ပဲမှတ်လိုက်ပါဗျာ။